လိစာအတမိတ်စီနေအောင်များခင်များဒီတော့ဒီအာယတ်မှာအလ္လာဟ်ထပ်ပြီးတော့အမိန့်ရှိတယ်ဖဆတ်ဘစ်ဘစ်မီရောဘီကလ်အဇီမ်နော်အသင်ရဲ့ဖန်သင်းရှင်ဘလို့ဖန်သင်းရှင်လဲအဇီမ်အင်မတန်ထွတ်မြတ်တဲ့အင်မတန်ခမ်းနားတဲ့အင်မတန်ကြီးကျယ်တဲ့အရှင်အဇီမ်အလ္လာဟ်ရှင်မြတ်သခင်ဟာအင်မတန်ထွတ်မြတ်အင်မတန်ခမ်းနားတဲ့အင်မတန်ကြီးကျယ်နော်ဒါနဲ့ပတ်သက်ပြီးဟာဒီသ်တော်မှာတရက်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ကိုယဟူဒီတယောက်ကလာပြီးတော့မိတယ်ဒီဟာဒီသ်ကိုဟာဒတ်အဗ်ဒူလာဘင်မစအူဒ်ရဇီအလ္လာဟူတာလာအန်ဟူတကင်စင်ပြန်နော်ယဟူဒီအာလင်တဘာကတမန်တော်ကိုလာပြီးမိတယ်တဲ့နော်အဲ့ဒီယဟူဒီအာလင်ကပြောတယ်ကျွန်တော်တောရတ်ကျမ်းမှာဖတ်ကြကျွန်တော်တောရတ်ကျမ်းမှာဖတ်ကြတယ်တဲ့မနက်ဖြန်ကီယာမတ်နေ့ကျရင်အလ္လာဟ်ရှင်မြတ်သခင်ဟာအလ္လာဟ်ရဲ့လက်ချောင်းတစ်ချောင်းမှာမူကောင်းကင်ကိုထားနောက်ထပ်လက်ချောင်းတစ်ချောင်းမှာမြေပထဝီကိုထားနောက်ထပ်လက်ချောင်းတစ်ချောင်းမှာဒုနီယာလောကမှာရှိတဲ့အပင်တွေအားလုံးကိုထားနောက်ထပ်လက်ချောင်းတစ်ချောင်းမှာဒုနီယာမှာရှိတဲ့ရည်ထုကြီးတစ်ခုလုံးကိုအလ္လာဟ်ရှင်မြတ်သခင်ထားမယ်နောက်ထပ်လက်ချောင်းတစ်ချောင်းမှာအလ္လာဟ်ရှင်မြတ်သခင်တောင်းတွေအားလုံးကိုထားမယ်ထားပြီးတော့အလ္လာဟ်အမိန့်ရှိမယ်ငါအလ္လာဟ်ရှင်မြတ်သခင်သာလျှင်စစ်မှန်တဲ့ဘုရင်တကဘုရင်ဖြစ်တယ်ဆိုပြီးအလ္လာဟ်အမိန့်ရှိမယ်လို့ပြောအလ္လာဟ်အမိန့်ရှိမယ်စတဲ့အကြောင်းအရာဘယ်မှာပါလဲတောရတ်ကျမ်းမှာပါတယ်ဆိုတာကိုယဟူဒီအာလင်ကတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ကိုလာပြီးပြောပြတော့ဟာဒီသ်မှာရာဝီကတင်ပြတယ်တမန်တော်အဲ့ဒါနားထောင်ပြီးအင်မတန်သဘောကျပြီးတမန်တော်ပြုံးတော်မူတယ်တဲ့ပြုံးတော်မူပြီးတော့တမန်တော်ကျမ်းမြတ်ကုရ်အာန်ရဲ့ဒီအာယတ်ဖတ်ပြတယ်ဝါမာကဒရုလ္လာဟဟက်ကကဒရီနော်အလ္လာဟ်ရှင်မြတ်အဲ့ဒီအဓိပ္ပာယ်အလိုသဘောကပါလဲဆိုရင်အလ္လာဟ်နဲ့ထိုက်တန်တဲ့အလ္လာဟ်ရှင်မြတ်သခင်နဲ့ထိုက်တန်တဲ့ကဒ်ဘယ်သူမှမလုပ်နိုင်ဘူးအလ္လာဟ်ရှင်မြတ်သခင်နဲ့ထိုက်တန်တဲ့ကဒ်ထိုက်တန်တဲ့တန်ဖိုးထားမှုထိုက်တန်တဲ့အီဘာဒတ်ထိုက်တန်တဲ့အယူသိပေးမှုကျွန်တော်တို့မလုပ်နိုင်ဘူးလိစာအတမိတ်စိနေတော်များခင်များဒါကြောင့်သူတော်စင်တွေကဘာပြောလဲအီဘာဒတ်လုပ်ပြီးအစ္စတစ်ဖာဖတ်ဘာကြောင့်လဲအလ္လာဟ်ကိုကြီးကျယ်တဲ့အရှင်နဲ့ထိုက်တဲ့အီဘာဒတ်မျိုးကျွန်တော်တို့မလုပ်နိုင်တဲ့အတွက်ဥမာဖြစ်လူတစ်ယောက်ကအကြီးအကဲတစ်ယောက်စီသွားမယ်သွားပြီးတော့သူအကောင်းဆုံးလက်ဆောင်နော်အကောင်းဆုံးလက်ဆောင်သူဈေးသွားတယ်တော်တော်တန်ဖိုးရှိတဲ့အကောင်းဆုံးလက်ဆောင်ကိုကင်ပြီးတော့အကြီးအကဲကိုသွားပြီးလက်ဆောင်ပေးတဲ့အခါနော်လက်ဆောင်ပေးတဲ့အချိန်သူဒီလိုပြောပြီးပေးမလားကျွန်တော်အကောင်းဆုံးဆိုတဲ့ပစ္စည်းယူလာတယ်လို့ပြောပြီးပေးမလားဘယ်အဲ့လိုပြောပြီးပေးမလဲသူဒီလိုပြောပြီးပေးမယ်နော်ကျွန်တော်ဘာမှမပြောပါတော့တဲ့လက်ဆောင်လေးယူလာတယ်လက်ခံပေးပါလို့ပြောပြီးပေးမယ်ဘာကြောင့်လဲငါယူလာတဲ့လက်ဆောင်ထက်အရှိကပုဂ္ဂိုလ်ပို့ပြီးတော့နော်ကြီးကျယ်တယ်ဒီလိုသဘောနဲ့နော်ဥမာဖြစ်သူတော်စင်တပါးပါကိုလက်ဆောင်သွားပေးတယ်နော်ကျွန်တော်နာချစ်စတိုဖာလေးယူလာပါတယ်ပဲပြောမှာနော်ကျွန်တော်အကောင်းစားယူလာပါတယ်လို့ပြောမှာမဟုတ်ဒီတော့တာမန်လူကိုတော့ကျွန်တော်တို့ဒီလောက်တယူတတိလက်ဆောင်ပေးတဲ့အခါမှာကိုယ့်ရဲ့လက်ဆောင်ပစ္စည်းကိုနှိမ့်ချလိုက်တယ်သူ့ကိုပူပြီးမြင့်မြတ်တယ်လို့သဘောထားရင်အလ္လာဟ်ကိုအီဘာဒတ်ဆက်တာတဲ့အခါမှာအလ္လာဟ်ဘလောက်ကြီးကျယ်အလ္လာဟ်ဘလောက်ကြီးကျယ်အလ္လာဟ်ရဲ့ကြီးကျယ်မှုဘလောက်ရှိလဲကျွန်တော်တို့ဘလောက်အစင်းနှိပ်တဲ့သူသေးတိမ်တဲ့သူလဲကျွန်တော်တို့လုပ်တဲ့အီဘာဒတ်ဘလောက်ရော်ရဲမှုတွေရှိနေလဲဒီတော့အလ္လာဟ်ရဲ့ရှေ့တော်မှောက်မှာဒီလိုအီဘာဒတ်ကိုအလ္လာဟ်ရှေ့တော်မှောက်မှာဆက်တရတာကျွန်တော်တို့အတွက်နော်အင်တာမကိုပဲစိုးရိမ်စိမ့်နဲ့အလ္လာဟ်ရဲ့ကြီးကျယ်မှုနဲ့တိုက်တဲ့အီဘာဒတ်မျိုးမဟုတ်ဘူးအဲ့ဒီအပေါ်မှာအီဘာဒတ်လုပ်ပြီးရင်အစတက်ဖီရူလာဖတ်ဒါကြောင့်နမတ်ဖတ်ပြီးအစတက်ဖီရူလာနမတ်ပြီးတော့ရင်ဖတ်ကြလေးစားအတမိတ်စီညီနောင်များခင်များနောက်ဟာဒီသ်တော်တရားမှာလာရှိတယ်ဒီအာယတ်မှာဝမာကဒရုလ္လာဟကကဒရီဝလ်အရဒ်ဂျမီအန်ကဘစတူဒီအာယတ်မှာအလ္လာဟ်ရှင်မြတ်သခင်အမိန့်ရှိတယ်နော်နတ်ဖန်ကီယာမတ်နေ့မှာအလ္လာဟ်ရဲ့လက်ခုပ်ထဲမှာအလ္လာဟ်ရဲ့လက်တော်ထဲမှာအလ္လာဟ်မြေပထဝီတစ်ခုလုံးကိုထည့်လိုက်မယ်နော်ဒီတိုင်းပဲမူးကောင်းကင်တစ်ခုလုံးကိုအလ္လာဟ်ညာဘက်လက်ထဲမှာညာဘက်မှာထားလိုက်မယ်ဆိုလိုတာကကျွန်တော်တို့မြင်နေရတဲ့မြေပထဝီတွေမူးကောင်းကင်တွေဆိုတာအလ္လာဟ်ရဲ့ရှေ့တော်မှောက်မှာဘာဆိုဘာမှမပြောပါလောက်နောက်ဟာဒီသ်တော်တရက်ဒီဟာဒီသ်ကိုမွတ်စလင်ကျမ်းမှာတင်ပြထားတယ်အလ္လာဟ်ရှင်မြတ်သခင်ဟာတဲ့နောက်ဖန်ကီယာမတ်နေ့မှာအခုနောက်ပုံစံအတိုင်းပဲအလ္လာဟ်ရှင်မြတ်သခင်နော်လက်ညှိုးတွေမှာနော်ဒါပတ်မပေးတာပေါ့ကျွန်တော်တို့လူသားလက်ညှိုးရှိသလိုအလ္လာဟ်မှာလက်ညှိုးရှိမယ်လူသားလက်ရှိသလိုအလ္လာဟ်မှာလက်ရှိမယ်လို့ပြောတာမဟုတ်ဒါပတ်မပေးတာကုရ်အာန်မှာလည်းအလ္လာဟ်မယဒူလာဟီဖောကာအိဒီဟင်အလ္လာဟ်ရှင်မြတ်သခင်အလ္လာဟ်ရဲ့လက်တော်လို့အလ္လာဟ်ရှင်မြတ်သခင်သုံးလုံးထားပြီးမယ်လူသားလက်နဲ့တော့ကျွန်တော်တို့တွေးကြည့်လို့နော်ချိန်ဆလို့ရမှာမဟုတ်ဒီတော့ဒီဟာဒီသ်မှာလည်းပဲတမန်တော်မြတ်ကြီးအမိန့်ရှိတယ်အလ္လာဟ်ရှင်မြတ်သခင်လက်ညှိုးတွေမှာနော်အလ္လာဟ်ရှင်မြတ်သခင်လက်ချောင်းတွေမှာ
လက်ချောင်းတွေမှာတော့တောင်တွေမြေပထွေတွေမိုးကောင်းကင်တွေအားလုံးကိုထားပြီးအလရှမတ်သခင်ဒီလိုလှုပ်တော်မူမယ်အလရှမတ်သခင်ဒီလိုလှည့်တော်မူမယ်ဆိုလိုတာကအလအရှိမတရားတွေအားလုံးကဘာမှမရှိတဲ့ပမွားလေးတွေပဲနောက်ဒီစတော်တရားမှာနောက်ဒီစတော်တရားမှာတမန်တော်မြတ်ကြီးဆလလောလ္လဟ်အလိုင်ဟိဝါဆလမ်အမိန့်ရှိတဲ့အလရှမတ်သခင်ကတဲ့နတ်ဖန်ကီယာမတ်နေ့မှာမိုးကောင်းကင်ခုနှစ်ထပ်လုံးကိုအလတ်ရဲ့ညာဘက်မှာထားလိုက်မယ်မြေပထွေခုနှစ်ထပ်လုံးကိုအလတ်ရဲ့ဘယ်ဘက်လက်မှာအလရှမတ်သခင်ထားပြီးတော့အလတ်အမိတ်ရှိမယ်အိုင်နလ်ဂျဘာဒွန်ဘယ်မှာလဲဒုနီယာရဲ့မြေပြင်မှာတိတ်တောင်းရန်ခဲ့တဲ့သူတွေတိတ်ဆိုးသွမ်းခဲ့တဲ့သူတွေအလတ်ထပ်ပြီးအမိတ်ရှိမယ်အိုင်နလ်မုတကဘီဒွန်ဒုနီယာရဲ့မြေပြင်မှာအင်မတန်မာနာထောင်လွှားခဲ့တဲ့သူတွေဘယ်မှာလဲအလရှမတ်သခင်အဲ့ဒီလိုအမိတ်ရှိတော့